တန်တရားထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တပ်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတာချေးကျွန်အလားတဏှာရဲ့ကျွန်ဘဝရောက်နေကြတာသို့တော့ကိုယ်ကျွန်လို့သိမသိကြဘူးကိုကအရှင်သခင်လို့ထင်တယ်မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတဏှာဓာတ်ပြောတဏှာဓာတာတဏှာရဲ့ချေးကျွန်နေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုဘဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူလေသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောချမျက်စိနဲ့မြင်တဲ့အာယုံသဘောကျပြီးနားကအတန်ကြတော့သဘောမကျဘူးလားမဟုတ်ကြပြန်တာနှာခေါင်းကအနံ့ဆိုတဲ့သဘောကျပြန်တာလျှာကအရာသာဆိုတဲ့သဘောကျလို့ဒီကနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုယ်ကသမင်းဟင်းနဲ့တွေမရဘူးဓမ္မပြေကသမင်းဟင်းနဲ့တွေမရလို့နိုင်ငံခြားနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောကျလိုက်ပုံတော့မပြောနဲ့နော်ဓမ္မပြေကချမောင်းဒီဘုံလာခြင်းတို့ကောင်းရတဲ့နဲ့ကင်ချီမစားတာတို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးစုံပေါ့လူတွေရဲ့အကြိုက်ဟာအဲ့လိုတော့ဖြစ်တယ်အဲ့ဒါကိုတတ္တရဘိနန္ဒိတိဟိုဟာကြိုက်တယ်ဒါကြိုက်တယ်ကြိုက်လို့ကိုမဆုံးနိုင်ဘူးတခုရိုးသွားနောက်တစ်ခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရဘိနန္တိတိသေယထိတံကာမတဏှာမျက်စိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်ဆိုလဲအမျိုးကိုစုံလို့အမွေနန္ဒဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျှာဆိုတာတော့ပြောနေရတ္တတဏှာအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတ္တတဏှာအနတ်တော့အသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာနေနော်ဝါဝါစားသိမယ်စားသိချင်းသိပြီဒီဝါဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသေသွားပျော်ပျော်လေးသေသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုးစားမရှောင်နိုင်တာကိုပြောပြတာနော်အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဗ္ဗဒမပြင်းထန်တယ်ဒုရိယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့တဏှာလို့ပြောလိုက်ရင်ဒုရိယကိုမှမရှိတဲ့ရောင်ဖြစ်နေအေးမျက်စိအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အသံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနတ်လျှာနဲ့လေရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ဆိုတာတွေကိုခြေနဲ့အားရစိတ်ကူးချမ်းစီလို့အကောင်အထည်မရှိတာလဲခြေနဲ့အားရကြိုက်ကြတာ